စစ်မီးဟာတဟုန်တိုးတောက်လောင်လာပြီးမြေပြင်ထက်ကအရာအားလုံးကိုဝါမြူပစ်ခဲ့တယ်။ဒီတေမင်းတမျှကြောက်စရာကောင်းတဲ့ရှေ့တန်းမှာအဲလူကာ့ရဲ့အဖေဟာရေးတောက်တိုက်ပွဲဝင်ခဲ့တယ်။ရန်သူတွေဝိုင်းရံထားပေမဲ့သူဟာမတုံမလှုပ်ပဲနောက်ဆုံးအချိန်ထိခုခံခဲ့ပါတယ်။ဒါပေမဲ့စစ်ပွဲအပြီးမှာတော့အောင်ပွဲသတင်းသာပြန်ရောက်လာပြီးသူကိုယ်တိုင်ကတော့ထာဝရပျောက်ကွယ်သွားခဲ့ပါပြီ။ Empire တစ်ခုလုံးအောင်ပွဲအထိမ်းအမှတ်နဲ့ပျော်ရွှင်မျိုးထူးနေကြပေမဲ့သူရဲကောင်းတိုင်းကိုတော့တန်းတူတန်ဖိုးမထားခဲ့ကြဘူး။လူအုပ်ကြီးရဲ့အောင်ဟစ်တန်တွေကြားမှာကောင်လေးတစ်ယောက်ဟာအထီးကျန်စွာရပ်နေခဲ့ရတယ်။သစ္စာဖောက်ဒါမှမဟုတ်ရှုံးနိမ့်သူရဲ့သားဆိုတဲ့ကဲ့ရဲ့ရှုပ်ချတန်တွေဟာသူ့ရဲ့နှုတ်နေတဲ့စိတ်ဝိညာဉ်နောက်ကိုအရေးလိုလိုက်ပါနေခဲ့တယ်။သူဘယ်ကိုပဲပြေးပြေးဘယ်မှာပဲပုံအဲ့ဒီအမုန်းစကားတွေကနားထဲကမထွက်ခဲ့ဘူး။အစားကတော့နာကျင်ယုံတာဖြစ်ပေမဲ့ကြာလာတော့အဲ့ဒီနာကျင်မှုတွေကပြင်းထန်တဲ့အမုန်းတရားတွေအဖြစ်အသွင်ပြောင်းလာခဲ့တယ်။သူ့အတွက်အနားယူစရာအိမ်ဆိုတာလဲမရှိတော့တဲ့အတွက်နောက်ကိုလှည့်မကြည့်တော့ပဲအမှောင်တဲကိုတိတ်တဆိတ်ထွက်ခွာလာခဲ့တော့တယ်။ရပ်ပေါင်းများစွာကိုတယောက်တည်းဖြတ်ကျော်လာခဲ့ရင်နောက်ဆုံးမှာတော့ Monastery of Light ကိုရောက်ရှိလာခဲ့တယ်။အဲ့ဒီနေရာကလူတစ်ယောက်ရဲ့အတိတ်ကအမှားတွေကိုကြည့်တာမဟုတ်ပဲလက်ရှိမှာဘလောက်အထိခိုင်မာတဲ့စိတ်ဓာတ်ရှိသလဲဆိုတာကိုပဲစမ်းတက်တဲ့နေရာပါ။အဲ့ဒီမှာပဲသူဟာဘဝဟောင်းကိုစွန့်လွတ်ပြီးဘဝတစ်ကိုစတင်ခဲ့တယ်။ Breathe, move, strike, block, breathe, move. သူဟာတခြားသူတွေထက်အစာပေါင်းများစွာပိုပြီးပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့တယ်။သူ့ရဲ့အနားယူချိန်ဆိုတာအိမ်မက်ထဲမှာတော့မရှိခဲ့ဘူး။အဲ့ဒီလိုလေ့ကျင့်နေရင်ကမှ Tigreal ဆိုတဲ့လူနဲ့ဆုံတွေ့ခဲ့ရတယ်။ Tigreal ဟာသူ့အတွက်တော့အဖိုးတန်တဲ့မန်တော်တစ်ယောက်ဖြစ်တယ်လို့တချိန်ကသူ့အဖေနဲ့အတူပခုံးချင်းရှင်တိုက်ပွဲဝင်ခဲ့မှုသူလည်းဖြစ်ပါတယ်။အစပိုင်းမှာတော့အရာအလုံးကပုံမှန်ပါပဲ။ဒါပေမဲ့အတိတ်ကအကြောင်းတွေကိုသူမေးမြန်းတိုင်း Tigreal ကတိတ်ဆိတ်မှုနဲ့ပဲတုံ့ပြန်ခဲ့တယ်။ Tigreal ရဲ့မျက်ဝန်းတွေထဲမှာတခုခုကိုဖုံးကွယ်ထားသလိုနောင်တရနေသလိုခံစားချက်မျိုးကိုမြင်လိုက်ရတဲ့အခါမှာတော့သူ့ရင်ထဲမှာတန်တရားတွေတဖြည်းဖြည်းမြစ်ဖြားခံလာခဲ့တယ်။နှစ်တွေအတန်ကြာဖြတ်တန်းပြီးနောက်မှာတော့ကောင်လေးဟာကြောက်မက်ဖွယ်ကောင်းတဲ့စစ်တီတော်ကြီးဖြစ်လာခဲ့ပြီ။သူ့ကို Arbiter of Light လို့ဘွဲ့ထူးပေးခဲ့ကြသလိုသူ့အဖေဆွဲကင်ခဲ့တဲ့ဓားကိုလည်းပြန်လဲအနှင်းခဲ့ကြတယ်။ဒါဟာသူ့အဖေရဲ့ဂုံတိတ်ခါကိုပြန်လဲဆဲတင်ဖို့သူ့ထားခဲ့တဲ့ခိုင်မာတဲ့ဂတိကဝတ်တစ်ခုပါပဲ။နေကျဲလာတဲ့အမှောင်ထုတွေဟာမြေပြင်အနှံ့ဖျားနှံ့လာတဲ့အခါမှာတော့သူဟာအဲ့ဒီနောက်ကိုချီရခံလိုက်ခဲ့တယ်။သူ့ရဲ့ဓားသွားဟာမိစ္ဆာတွေအတွက်တော့တိမ်မင်းတမျှပဲဘတော်မှညာတောင်မှုမရှိခဲ့ဘူး။အချိန်ကြာလာတာနဲ့အမျှအလူကတ်ဆိုတဲ့နာမည်ဟာလူတွေကြားမှာကြောက်ရွံ့အားကိုးရတဲ့ဒဏ္ဍာရီတစ်ခုဖြစ်လာခဲ့တော့တယ်။ဒါပေမဲ့ဘလောက်ပဲအစွမ်းထက်တဲ့ဒဏ္ဍာရီဖြစ်ပါစေမတော်တဆမှုဆိုတာရှိစမြဲပါ။ပြင်းထန်တဲ့တိုက်ပွဲတစ်ခုရဲ့ရိုက်ခတ်မှုကြောင့်အမှောင်ထုစွမ်းအားတွေဟာသူ့ရဲ့ခန္ဓာကိုယ်ထဲကိုစိတ်ဝင်သွားခဲ့တယ်။အဲ့ဒီအမဲရောင်စွမ်းအားတွေကသူ့ရဲ့စိတ်ဝိညာဉ်ကိုပါဝါမျိုးဖို့ကြိုးစားလာခဲ့တယ်။နောက်ဆုံးမှာတော့ဖုံးကွယ်ထားတဲ့အမှန်တရားဟာပေါ်ထွက်လာခဲ့ပါပြီ။သူ့အဖေဟာတိုက်ပွဲမှာရှုံးနိမ့်ခဲ့တာမဟုတ်ပဲအဖွဲ့အစည်းရဲ့သစ္စာဖောက်မှုကိုခံခဲ့ရတာပါ။ Tigreal နဲ့ထိတ်တိုက်တွေ့တဲ့အခါမှာတော့နောင်တတွေအပြစ်ရှိစိတ်တွေနဲ့အမှန်တရားတို့ရှိစိတ်နောက်စိန်ပေါ်ပေါက်လာခဲ့တယ်။အားလုံးကိုတည်သွားတဲ့နောက်မှာတော့အလူကတ်ဟာဘသူ့ကိုမှအာမကိုတော့ပဲမိမိကိုယ်တိုင်ယုံကြည်ရလန်းကိုပဲတယောက်တည်းရှောက်လန်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။